你先嘛，ကိုထည့်ခြင်းနဲ့ list လေးတွေကို drop down list နဲ့ထည့်မယ်နော်အဲ့တော့နောက်မှာ data sheet လေးလောက်ထားတယ်အဲ့တော့ map နေရာမှာအစင်းသက်လောက်ထားတဲ့ map တွေကိုကိုထည့်ရအောင် data တွေကိုသွားမယ်ပြီးသွားရင်အဲ့ဒီမှာ data validation ဆိုတာရှိရအဲ့လိုနဲ့ data validation any value ဆိုတဲ့နေရာမှာ list ကိုရွေးမယ်ပြီးသွားရင် source ဆိုတဲ့နေရာမှာအခုနက data စောက်ထားတဲ့ map တွေကိုသွားရွေးမယ် January 20စင်မှာ okay အဲ့ဒါဆိုရင်ဒီမှာ list လေးပေါ်လာပြီအောက်ကို copy paste လုပ်လိုက်အဲ့တော့ကိုရွေးချင်တဲ့ဒါလေးကိုရိုက်ထည့်စရာမလိုပဲရွေးလိုက်ရုံပဲ list ထဲကိုဝင်သွားပြီပေါ့နော်အဲ့တော့ item name ကိုလည်းအဲ့ဒီအတိုင်းပဲကျမတို့ထည့်ကြမယ် data validation any value list source နေရာမှာအခုနက item လေးတွေကိုသွားယူလိုက် okay ပြီးရင် copy paste လုပ်ပြီးသွားရင်အခုနအတိုင်းပဲ list လေးပေါ်လာပြီအဲ့ဒါဆိုရင်ဒီ list လေးကိုယူလိုက်ရပြီပေါ့နော်လက်နဲ့ရိုက်ထည့်စရာမလိုတော့ thank you see you in the next video